I miss the car, my that bubble. အမမင်းနဲ့ထပ်ပြီးတော့ဖြည့်ပြောသွားလို့ရှိရင်ပေါ့နော်အခုဒီစင်ကိုရောက်လာပြီဆိုလို့ရှိရင်အဓိကကသူတို့ကအဓိကကတော့မနှင်းပြောသွားသလိုပဲပေါ့နော်စိတ်နေစိတ်ထားကိုပြင်ဆင်ထားရမယ်ပြီးတော့စင်ကိုကသူ့စီကန်းရှိနေတဲ့နိုင်ငံဖြစ်တဲ့ကြောင့်မလို့ကိုယ်တိုင်ကလည်းစီကန်းရှိနဲ့နေရမယ်ပြီးတော့စာအုပ်တေးသေးချာချာသင်ယူပြီးတော့ကိုယ့်ရဲ့လမ်းကြောင်းကဘယ်လဲပေါ့နော်ကိုယ့်ရဲ့ career path တွေကကိုဘယ်ကိုသွားချင်တာလဲအဲ့ဟာကိုပဲတစ်ဆိုင်မမတ်လုပ်ပေါ့နော်ဥမာတငယ်ချင်းကပြောလို့ဟိုလူကပြောလို့ဒီလူကပြောလို့နဲ့လမ်းနေမလွယ်ဝနဲ့ကိုအဓိကပြောသွားချင်တယ်လမ်းဥမာကိုကအလုပ်ရအောင်သွားချင်တာအဲ့ဒါဆိုလို့ရှိရင်အဲ့ခေရီယာကိုရအောင်သွားအဲ့ဟာနဲ့တကယ်ကိုနားလေတက်ကျွမ်းနဲ့ fees တွေမှာလုံနေတဲ့သူတွေရှီရနေပဲအကျဉ်းညံ့နေတောင်းဟိုဆိုတငယ်ချင်းကပြောလို့ဆိုတာတချို့တငယ်ချင်းတွေကမှန်မှန်ကန်ကန် information ကိုပေးတာပဲဒါပေမဲ့သူကိုယ်တိုင်ကလည်းတကယ်တော့မသိရမျိုးရှိရဟို तू က30ဘိုးသိရကိုကိုပြန်ပြောတဲ့ခါကျရင်ငါချက်ဘိုးပဲကျန်တော့တယ်အဲ့ခါကျတော့ကိုကတိလိုက်တာနည်းနည်းလေးအဲ့မှာကိုရဲ့ depression တွေဝင်သွားတာမျိုးအဲ့လိုမျိုးတွေမဖြစ်ရအောင်ပေါ့နော်တကယ်တီးကျွမ်းတဲ့ဆရာမတွေကိုမေးပါinternship ပိုင်းဆိုလို့ရှိရင်လည်းတကယ်တီးကျွမ်းတဲ့ဆရာမတွေနဲ့ပဲတိုင်မြင်ပေါ့နော်ကိုသွားမဲ့ career ကိုပဲကိုအတွက်စာကြိုးစားပြီးဒီဇိုင်းမမတ်လုပ်သွားအဲ့ဒါဆိုလို့ရှိရင်တော့ဒီဘက်မှာအောင်မြင်တယ်အဓိကကမဖြစ်ဆိုအမတို့စင်ကာပူမှာကဘယ်လိုပြောမလဲperformance ကအဓိကပဲကွာကို့မှာအရေးချင်းရှိမယ် performance ကောင်းမယ် attitude ကောင်းမယ် discipline ရှိမယ်အဲ့ဒါဆိုလို့ရှိရင်အလုပ်ရအလုပ်အတွက်မသွားဘူးဆိုလို့ရှိရင်လည်းကို့အတွက်ဘယ် fees ကိုပဲသွားအောင်မြင်မှုရအောင်ရမှာပါဟုတ်ကဲ့ပါ